ရာအားလုံးအစင်ပြေချောမွေ့မယ်လို့ထင်ထားခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့အစမပြေဘဲနဲ့ထင်ထားသလိုမဖြစ်ဘဲနဲ့မကောင်းတဲ့အရာတွေဖြစ်လာတယ်ဆိုတဲ့အခါမျိုးတွေကြုံဘူးမယ်လို့ထင်တယ်ဒီလိုအခြေအနေမျိုးမှာပြောလို့ရတဲ့စာကြောင်းတစ်ခုရှိရပေါ့နော်အဲ့စာကြောင်းကိုဒီ article တစ်ပုဒ်ဖတ်ရင်းနဲ့တွေ့ခဲ့တာပေါ့နော်ဘာလဲဆိုတော့ nothing could go wrong or so we thought nothing could go wrong or so we thought okay nothing could go wrong ကိုထင်ထားတာအရာအလုံးအဆင်ပြေလို့ပဲထင်ထားတယ် or so we thought ဒါပေမဲ့ဒါကကိုထင်တာတက်ပဲတကယ်တော့ထင်တဲ့အတိုင်းမဖြစ်ဘူးမကောင်းတဲ့အရာတွေဖြစ်လာတယ်ပေါ့နော် speaking ပြောတဲ့အခါ writing ရေးတဲ့အခါမှာဒီစာကြောင်းကိုဘယ်လိုသုံးရတယ်လဲဆိုတာတေချာလေးသိသွားအောင်လို့ example လေးတွေနဲ့တေချာရှင်းပြပါမယ်ဆိုကြပါစို့ကျမတို့ကဒီပျော်ပွဲစားထွက်ဖို့စီစဉ်ထားရပေါ့နော်အဲ့ဒီအချိန်မှာ we pack our lunch brought games and check the weather နေ့လေစာတွေထုတ်လာတယ် games တွေလည်းယူလာတယ်ပြီးရာသီဥတုကိုကြည့်ကြရလဲအဆင်ပြေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့nothing could go wrong also we thought ဒါမဲ့လေကိုထင်ထားတာကတမျိုးဖြစ်လာတော့တမျိုးပေါ့ but then it started raining heavily and we had to go home early okay ဒါပေမဲ့မိုးရေအများကြီးရွာပြီးတော့ပေါ့နော်အိမ်ကိုဆော့ဆော့ပြန်လိုက်ရတယ်ပေါ့ဒီလိုအခြေအနေမျိုးမှဆိုလို့ရှိရင်ပထမကိုထင်ထားတဲ့ဟာကိုတစ်ကြောင်းရေးတယ်ပြီးတော့မှဒီ nothing could go wrong ဆိုတဲ့စာကြောင်းလေးကိုရေးပြီးတော့နောက်တစ်ပိုင်းမှာကြတော့မကောင်းတဲ့အရာတွေဖြစ်လာတဲ့အကြောင်းကိုရှင်းပြရပါတော့အဲ့တော့ဒီစာကြောင်းလေးကိုဒီကျတို့ကဒီအလဲမှာထားပြီးတော့ရေးကြရပါတော့ဒီတော့ကိုထင်ထားတဲ့အရာတွေချောချောမွေ့မွေ့ဖြစ်မလာဘဲနဲ့မတင်ထားတဲ့အရာတွေဥပမာမကောင်းတဲ့အရာတွေဖြစ်လာတယ်ဆိုရင်ဒီစာကြောင်းလေးကိုထည့်ပြီးတော့သုံးလို့ရပါတယ်ဒီရဲ့စာကြောင်းလေးကိုတော့ကျွန်မဖတ်ထားတဲ့ article တွေကနေပြီးတော့ကောက်နှုတ်ထားဖြစ်ပါတယ်အဲ့ဒီတော့နောက်ထပ်ဒီလိုမျိုးစာကြောင်းလက်လေးတွေအသုံးနှုန်းလက်လေးတွေကိုတွေ့ရင်လည်းထပ်ပြီးတော့မျှဝေသွားအောင်ပါမို့လို့ see you in the next video friends bye bye